မလုတ်ခဲ့လို့ကိုဒီစုကိုရခဲ့တယ်လို့ကျွန်တော်ကထင်တယ်ဒီဘာလို့ကျွန်တော်မင်္ဂလာပါရရက်ကလေးတွေကြိုဆိုပါတယ်ဒီဗီဒီယိုလေးကတော့လက်ပဲကျွန်တော်တို့မိုက်ကယ်ကားတဲ့ဟာဇန်နဝါရီလအကောင်းဆုံးနီးပြစုကိုရရှိခဲ့ပါတယ်တကယ်ပဲထိုက်တဲ့နံကိုရရှိခဲ့တာပါဒီစုကိုရရှိတဲ့မိုက်ကယ်ကားတဲ့အနေနဲ့ကျွန်တော်အထင်ပေါ့လေ United ကိုဘာလုပ်ခဲ့လဲဘာတွေပြောင်းလဲခဲ့လို့ဒီလောက်ရလက်တွေကောင်းခဲ့တာလဲ9ပွဲကိုင်4ပွဲနိုင်တပွဲတည်အဲ့တော့ဒီလောက်ရလက်တွေကောင်းခဲ့တာလဲကျွန်တော်နဲ့သူများကလည်းအမြင်တူချင်မှတူမှာပေါ့ကျွန်တော်ကတော့ဘယ်လိုလဲဆိုတော့ဘာမှမလုပ်ခဲ့ပဲနဲ့ကိုဒီစုကိုရခဲ့တယ်ဘာမှမလုပ်ခဲ့လို့ကိုဒီစုကိုရခဲ့တယ်လို့ကျွန်တော်ကထင်တယ်ဒီဘာလို့ကျွန်တော်ဒီလိုထင်ရလဲဆိုတော့သူဘာမှပြုတ်ပြင်ပြောင်းလဲမှုတွေမလုပ်ခဲ့ဘူးဒီကစားသမားတွေဘယ်နေရာမှာအာသန်လဲဘယ်နေရာမှာခြေစွမ်းကောင်းကောင်းပြနိုင်လဲအဲ့ဒါကိုသူ့နေရာသူထားလိုက်တယ်မင်းတို့အဆင်ပြေသလိုစော့ကြလို့ဒီလိုပဲကျွန်တော်ကတော့မှားလိုက်တယ်လို့ထင်တယ်ဟိုတခြားနီးပြရဲလို့ဟိုလိုစော့ဒီလိုစော့မင်းကဟိုသွားမင်းကဒီသွားဘောလုံးမရရင်ဟိုလိုနေဒီလိုနေလိုက်ပြောနေမယ်ဆိုလို့ရှိရင်ကစားသမားတွေဒီလောက်လွတ်လပ်ပါမလားဒါကျွန်တော်အမြင်ပြောတာနော်ကစားသမားတွေဒီလောက်လွတ်လပ်ပါမလားအခုဟာသူတို့လှည့်ပဲ့ပြီးတော့လွတ်လပ်ကစားသွားတယ်အားကြောင့်မလို့ခြေစမ်းကောင်းနေရလာလို့ထင်တယ်ဟိုလိုမျိုးအမိုရင်လိုမျိုးဒီနီးစနစ်တွေဒီနေ့စစ်တဲ့ဒီတိုင်းပဲကစားမယ်မင်းတို့ကစားစင်းလို့မကစားနဲ့ငါခိုင်းလို့ကစားဆိုရင်တော့ဒီလိုရက်လက်မို့သူလည်းထွက်လာမယ်လို့မထင်ဘူးဒါကတော့ကျွန်တော်အမြင်ပါအဲ့ဒါဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကဒီစုမိုက်ကယ်ကားတဲ့ဘာလို့ရခဲ့လဲဆိုရင်ဘာမှမလုပ်ခဲ့လို့ကိုရခဲ့တာလို့ထင်ပါတယ်ကျွန်တော်ကအဲဆိုသူများရဲ့လို့ထူးဆန်းနေလုံးမယ်ဆိုရင်ဒီရက်လက်မျိုးရခဲ့မှရမှာအော်ဒီလူစားအပြောင်းလေးတွေလုတ်ပြီးကမ်းမယ်ဆိုရင်ရကြမှာရမှာသူကဒီပုံစံတိုင်းလေးကိုပဲမင်းတို့အဆင်ပြေတဲ့နေရာမှာကောင်းတဲ့နေရာမှာကန်းဆိုပြီးတော့ဒီတိုင်းလေးပဲဘာမှမလုပ်ခဲ့ပဲဒီတိုင်းလေးပဲထားခဲ့တဲ့အတွက်ကြောင့်မလို့ရခဲ့တယ်လို့ကျွန်တော်ကထင်တယ်ဒါကြောင့်မလို့ဘာမှမလုပ်ခဲ့ပဲရတာလို့ဒီစကားကိုပြောတာဖြစ်ပါတယ်တကယ်ကိုထိုက်တန်တန်ရခဲ့ပါတယ်ဇန်နဝါရီထဲမှာဆိုလို့ရှိရင်သူကင်ခဲ့တာနှစ်ပွဲပေါ့လေမန်စီးတီးကို2-0အာဆင်နယ်ကို2-3နဲ့နိုင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အကောင်းဆုံးဇန်နဝါရီလအကောင်းဆုံးနီးပြစုကိုရခဲ့တယ်လို့ကျွန်တော်ယုံကြည်ပါတယ်တခြားနီးပြရဲ့လည်းနှစ်ပွဲနိုင်ခဲ့တာရှိချင်းကောင်းရှိမှာပေါ့လေဒါပေမဲ့ကျွန်တော်တို့နိုင်ခဲ့တာဟာ1နဲ့2ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နီးပြပိုထိုက်တန်လို့ပိုရခဲ့လို့ထင်ပါတယ်ဘလိုပဲဖြစ်ဖြစ်သူများကတွေအများကြီးပွဲတွေအများကြီးကင်မှရခဲ့တဲ့စုကိုကျွန်တော်တို့မိုက်ကယ်ကားတဲ့အနေနဲ့9ပွဲကင်ပြီးဒီစုကိုရခဲ့တယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ် congratulation လုပ်ပါတယ်ဂုဏ်လက်ဂုဏ်ယူပါတယ်ကျေးဇူးလက်တင်ပါတယ်ဘာလို့ဆိုတော့သူ့လက်ထက်ကြမှာမိုက်ကယ်ကားတဲ့ဆိုတာဒီလိုပါလားကျွန်တော် United ဆိုတာမိုက်ကယ်ကားတဲ့ရောက်လာကြမှာ United ဆိုတဲ့ DNA ကိုပြန်ရတယ် United ဆိုတဲ့စိတ်ဓာတ်ကိုပြန်ရတယ် Old Trafford ဆိုတဲ့ခံစားချက်ကြီးကိုပြန်ရခဲ့လို့ထင်ပါတယ်စိတ်ထဲမှာကိုယုံကြည်ပြီးတော့မြူးကြွနေရပေါ့လေကျွန်တော်တို့ကြည့်တဲ့လူတွေကျွန်တော်စိတ်ခံစားချက်ကိုပြောတာပါတခြားလူတွေနဲ့တူချင်မှတူမှာပါအဲကြောင့်တစ်ခါတစ်ဆက်တည်းပြောရမယ်ဆိုရင်တော့ဒီ9ပွဲမှာမိုက်ကယ်ကားတဲ့ဘာကြီးလုပ်ခဲ့လဲဆိုကျွန်တော်တို့ဘာမှလုပ်ခဲ့လို့မထင်ပါဘူးဒါပေမဲ့ထူးထူးခြားခြားလုပ်ခဲ့တာဆိုလို့ဒီ9ပွဲမှာနောက်ဆုံး2ပွဲမှာထူးခြားတဲ့ထောင်းကန်မောနီးစနစ်တွေတွေ့ခဲ့တယ်2ပွဲမှာ2မျိုးထုတ်ပြသွားတယ်နောက်ပွဲဘယ်လိုလုပ်တာထုတ်ပြခဲ့လဲမသိဘူးဒီဝဟန်တဲ့ပွဲမှာလည်းသူထုတ်ပြခဲ့သေးတယ်ဂိုးမဝင်သွားတာပဲရှိတယ်ဝမ်မီစကားတော်ကောင်းဝင်လို့ဒါကတော့သူထူးထူးခြားခြားလုပ်ပြတဲ့ဆက်စပီနီးစနစ်ပေါ့လေဒါကျွန်တော်မြင်ခဲ့ရတဲ့မြင်လေးပါခြားတော့သူအာသန်နဲ့ကစားသမားအာသန်တဲ့နေရာမှာထားပြီးတော့လွတ်လပ်ကစားစီခဲ့လို့တယ်လို့ထင်ပါတယ်ထူးခြားပြောင်းလဲတာဆိုရင်တော့တကယ်ပဲတောင်းကန်မောနီးစနစ်တွေ2မျိုးချပြသွားတယ်နောက်ထပ်ဘယ်လောက်ချပြအောင်လဲတော့မသိဘူးပေါ့လေဒီတက်တိုးတက်လာအောင်မယ်လို့တော့ထင်ပါတယ်ဒီကတိထားမှာတော့လိုဘလောနဲ့ကစားတဲ့အသေးနေဆိုရင်ဘယ်လိုမျိုးဖောက်ရမလဲဘယ်လိုမျိုးဂိုးသွင်းရမလဲဘယ်လိုမျိုးကစားရမလဲဆိုတာဒီ2ပတ်အတွင်းမှာလေ့လာပြီးတော့ပြင်ဆင်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်မိုက်ကယ်ကားဘာလို့ဆိုတော့နောက်ပိုင်းတွေးရမယ့်ဟာလိုဘလို့အသေးတော်တော်များများနဲ့တွေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပါနောက်12ပွဲလား13ပွဲလားမသိဘူးဘလို့ဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်မိုက်ကယ်ကားလေးကိုဂုဏ်လဲဂုဏ်ယူပါတယ် congratulation လုပ်ပါတယ်ကျေးဇူးတင်ပါတယ်
ဒါဒီဗီဒီယိုလေးကိုကျွန်တော်ကဒီမိုက်ကယ်ကားရဲ့အကြောင်းလေးကိုလာပြပြဖြစ်ပါတယ်အဆင်ပြေမယ်ဆိုလို့ရှိရင် subscribe follow လေးနှိပ်ခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာတွေ့ပါမယ်ကျွန်တော်ဝင်ကိုလန်ဖြစ်ပါတယ်အဲစကားမဆက်ကျွန်တော်အင်ဂျီတစ်ကလေးဝေးလာပါတယ်အားကြောတာပါဒါပါ